လားလောက်နှစ်လလောက်ကြာမှစကြမငင်းတဲ့နွားသားကလောက်ဆွဲရတာကွာစကြငင်းကလောက်ဆွဲဖို့ဘလို့ဆိုအဲ့ခါကျမှဝင်လေထွက်လေမှားရတာပထမကျုပ်ကျင်းတော့ကလည်းပတိနဲ့ရဲ့ကျင်းနေတာဗျာပတိကြတော့လက်ကလည်းကြမ်းတယ်ဗျာပတိလုံးကလည်းကြမ်းတယ်ဗျာအကျန်းတစ်ခုထီတော့ဒီနေရာအတိတ်ကဖို့လွယ်တဲ့ပေါ့နာသီဝါတွေကြတော့နူးတော့မလွယ်ဘူးဗျာကျုပ်အဲ့ဒီကနေဖမ်းရတာဒီကုံတော်စိတ်လို့ဘာကြိုးရမယ်ညာကြိုးရမယ်ခင်ဗျားမပြောနဲ့လူချင်းတာမတွေးချင်းတာဟုတ်နော်အဲ့တော့နင်မတွေးနဲ့လို့ပြောလို့ရသလားမရဘူးအဲ့တော့ကိုယ့်ဘက်ကဒီဟာလေးမှတ်နေလို့အမှန်များနေရဲ့အတွေးနောက်ဆုံးတာပဲအမှန်များတော့သူနောက်ဆုံးပါပဲလေခင်ဗျားမမှတ်ရင်သူကဒုံရင်လာမှာပဲလေအဲ့ဒါပဲဗျာကျုပ်တော့ကတော့အဲ့ဒါယူတာပဲလေဒါကြီးဘယ်ကုံတော်စိတ်လို့ဘာသိတိကြီးညာသိကြီးကျုံမလိုက်ဘူးတလုံးထိတလုံးပြီးမယ်ပြီးတော့ကျိုးရဲ့ပန်းတိုင်းငါစိတ်ငါလက်ထိရောက်ရမယ်ဒါပဲခင်ဗျာအဲ့ဒါဆိုကျုံနဲ့တူမယ်ထင်တယ်ကိုခင်ဗျာတွေးတာခင်ဗျာတွေးတာမှလူသူများဟိုရှောက်တွေးဒီရှောက်တွေးမဟုတ်လားကျုပ်ကလည်းအဲ့လိုတွေးသမားဗျာအတွေးသမားဆိုကျုပ်ကဒီပတိစိတ်တဲ့ရည်ရွယ်ချက်ကငါစိတ်ကလေးငါလက်ထဲရောက်ရမယ်ဟင်အဲ့တော့ဘေးတွေကပြောကြတယ်ခင်ဗျားစိတ်ကလေးခင်ဗျားလက်ထဲရောက်တော့ခင်ဗျားဘာလို့မှာလဲကျုပ်စိတ်ကလေးကျုပ်လက်ထဲရောက်တော့ကျုပ်ထားခြင်းတဲ့နေရာထားလို့ရတာပေါ့ဗျဒါပဲပြောလိုက်တယ်အဲ့ဒါသုံးတယ်အားစီစီရထားစီစီဘာမှမရှိလေညွန့်နဲ့လက်မပို့ပြီးကျုပ်တော့ကတော့အရဟံဒိဋ္ဌိပေါ့ဗျာအရဟံဒိဋ္ဌိကိုလက်ညွန့်နဲ့လက်မကမထင်ရှားဘူးလားဗျာထင်ရှားပါတယ်နာသီဝရထင်ရှားတယ်အဲ့ဒီကိုကျိုးဒီလေးကလိုက်တာကျင့်ယူရတာနော်တင်ပါဗျာမှန်ပါဗျာကျင့်ယူရတာနော်ခင်ဗျားကတမမေ့ရင်သူအတွေးတွေးနောက်ဆုံးပါပဲလေမှန်ပါခင်ဗျားဆယ်မမေ့ရင်ဆယ်တွေးနောက်ဆုံးမဲ့သူ့ကိုသွားရမလုံးနဲ့ခင်ဗျားဒီကအာကောနာလို့အဲ့ဒါရည်ရွယ်ချက်ပဲလေ